အားလုံးပဲမင်္ဂလာပါ System ဆိုတဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကတော့ desktop PC တွေအတွက် desktop system ပုံးတွေအတွက်အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ power supply unit အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ power supply unit တွေက desktop PC တွေမှာဆိုလို့ရှိရင်ဘာကြောင့်အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေလဲဆိုတော့ system ပုံးကြီးတစ်ခုလုံးကိုသူက power ပေးထောက်ပံ့ထားရတာဖြစ်တယ်နော် system ပုံးတစ်ခုလုံးကလိုအပ်တဲ့ power ရဲ့2ဆလောက်ရှိတဲ့ PSU ကိုsystem ပုံးဆင်းတဲ့အခါတိုင်းမှာအနည်းဆုံးအနေနဲ့ထည့်ပြီးတော့တွက်ထည့်ရမှာဖြစ်တယ်။ဥပမာကိုယ့်ရဲ့ desktop system က watt 300လောက်သုံးမယ်။ဒါဆိုလို့ရှိရင်အဲ့ဒီ desktop system မှာ power supply unit ကိုအနည်းဆုံး watt 600လောက်ထွက်တဲ့ power supply unit ထုတ်ပြီးတော့ထည့်ပြီးတော့သုံးရမှာဖြစ်တယ်။နော် power supply unit အမှန်တကယ်ထွက်တဲ့ watt အားကအမြဲတမ်းသူ power supply unit တွေမှာရေးပြထားတဲ့ watt အားထက်20%လောက်နေတယ်။ဥပမာ watt 600လောက်ထွက်တယ်ဆိုပြီးတော့ရေးထားတယ်ဆိုရှင်တကယ်အမှန်တကယ်ထွက်တာက watt 450လောက်ပဲဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မလို့အနည်းဆုံးအနေနဲ့ကိုက2ဆလောက်များတဲ့အကိုဝယ်ထည့်ထားမယ်။ဘာကြောင့်လဲဆိုတော့နောက်ပိုင်းကျလို့ရှိရင်ကိုကဒီ fan တွေနော် light fan တွေထပ်ထည့်မယ်။ပြီးတော့လို့ရှိရင် cooling fan တွေထပ်ထည့်မယ်။ပြီးတော့လို့ရှိရင်နောက်ထပ် upgrade မြင့်မဲ့ပစ္စည်းတွေနောက်မှာ CPU ပြောင်းတာ motherboard ပြောင်းတာဒီလိုမျိုးတွေရှိအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံး2ဆများတာကိုထည့်ထားမှာဖြစ်တယ်။အဲ့တော့ PSU တွေကိုရွေးချယ်တဲ့အခါမှာဒီဘက်ခေတ်ဒီပညာတွေရဆိုလို့ရှိရင်သူ့အတွက်အဆင်ပြေတဲ့ PSU အမျိုးအစားတွေက80 plus လို့နော်80 plus လို့ပါတဲ့အမျိုးအစားတွေ18 plus မဟုတ်နော်ပမာနဲ့မှားပါမယ်80 plus အမျိုးအစားတွေဖြစ်တဲ့80 plus gold တို့ bronze တို့ platinum တို့ဒီလိုတစ်စိတ်ပါတဲ့ PSU အမျိုးအစားတွေကိုရွေးဝယ်ရမှာဖြစ်တယ်အနည်းဆုံးကတော့ဒါ80 plus ကိုမှဘာမှမပါဘဲနဲ့နော်ဘာမှမပါဘဲနဲ့ရိုးရိုး80 plus အမျိုးအစားဝယ်အားတွေရှိတယ်ဥပမာ950 Cooler Master 950အမျိုးအစားတွေဒီလိုမျိုးတွေဆိုလို့ရှိရင်လည်းဒါရိုးရိုး budget PC system ပုံးတွေမှာထည့်ပြီးတော့သုံးလို့ရနိုင်တယ်ဒါပေမဲ့လည်း upgrade လုပ်တဲ့အခါမျိုးကြလို့ရှိရင်တော့အဲ့ဒီဟာတွေကလိုက်ပြီးတော့လဲရမှာဖြစ်တယ်အကောင်းဆုံး entry level နော် mirroring level ဒီလိုမျိုး PC တွေမှာဆိုလို့ရှိရင်တော့အကောင်းဆုံးရွေးချယ်မှုက80 plus ကိုအမျိုးအစားပါတဲ့80 plus ကိုတစ်စိတ်ပါတဲ့เนาะအနည်းဆုံးဝတ်အား600 900လောက်ရှိတဲ့ PSU တွေကိုရွေးဝယ်ပြီးတော့ထည့်ထားမှာဖြစ်တယ်အဲ့ဒါကအခြေခံဖြစ်ပြီးတော့ပုံမြင့်တဲ့ PC တွေကိုရွေးဝယ်မယ်ဆိုလို့ရှိရင်ပုံမြင့်တဲ့ power supply unit တွေကိုထည့်ထားမှာဖြစ်တယ်အဲ့ဒီအခါကျတော့မှကိုယ့်ရဲ့ PC က performance အပြည့်နဲ့လုံဆောင်နိုင်မှာဖြစ်တယ်ဒါကိုသတိထားပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာစောင့်မျှော်နေပါမယ်